အခုတလောမှာတကဘာလုံးကတော်တော်များများ content creator Facebook ကနေဒေါ်လာဝင်ငွေရှာတဲ့သူတွေအများစုကကြုံတွေ့နေရတဲ့ပြဿနာဒီပြဿနာလေးပဲဖြစ်ပါတယ်ဆိုတော့ဒီပြဿနာကဖြေရှင်းလို့ရသလားဘာကြောင့်ဒီလိုမျိုးပြဿနာတွေကြုံတွေ့နေရတာလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့ကျွန်တော်ဒီပြဿနာကိုကြုံတွေ့ရတဲ့အဓိကအကြောင်းရင်းကတော့ Facebook ရဲ့အသုံးပြုထားတဲ့ AI system မကောင်းတဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီကိုပိုင် content တင်ထားတဲ့သူတွေပဲဖြစ်ဖြစ်ဒီ copy တင်ထားတဲ့သူတွေပဲဖြစ်ဖြစ်အကုန်လုံးကိုသူတို့က AI system ကစစ်ဆေးလိုက်တဲ့ချိန်မှာတချို့ account တွေကကျတော့ follower အတူတွေ view အတူတွေ like and share comment တွေအတူတွေဝယ်ထားတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီကိုယ်တိုင်စူးစမ်းနေတဲ့သူတွေကိုယ်တိုင်ဖန်တီးထားတဲ့ video တွေတင်ပြီးတော့ reach engagement များများရရှိတဲ့သူတွေထဲမှာတော့မှဒီပြဿနာကိုကျွန်တော်ကကြုံတွေ့နေရတာဖြစ်ပါတယ်အဓိကအကြောင်းရင်းကတော့ bot follower ဝယ်တဲ့သူတွေ bot engagement ရှာတဲ့သူတွေအတွက်ကြောင့်ကျွန်တော်ဒီ AI system ရဲ့ချွေရန်ချက်လဲပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကဒီပြဿနာကိုကြုံတွေ့နေရတာဖြစ်ပါတယ်ဆိုတော့ဒီပြဿနာကဖြေရှင်းလို့ရသလားဆိုရင်တော့အခုလောလောဆယ်မှာတော့လုံးဝဖြေရှင်းလို့မရဘူးနီးလန်းလည်းမရှိဘူးဖြေရှင်းခွင့်လည်း Facebook ကမပေးထားဘူးအယူခံဝင်ဖို့ appeal စာတွေလည်းမရှိဘူးဒီထဲမှာဘာမှမရှိဘဲနဲ့ဒီမှာသူတို့ရေးထားတဲ့ဆိုလို့ရှိရင်သူတို့ကဒီ follower အတူတွေ for like comment share အတူတွေရှိနေတဲ့အတွက်ကြောင့်မတင်ကားစရာ engagement တွေရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ကဒီ account ဒီ page ကိုပိတ်လိုက်ခြင်းဖြစ်ပါတယ်ဆိုပြီးတော့သူတို့ကရေးထားတာအမှန်တကယ်တော့မနေ့ကကျွန်တော် page တစ်ခုလဲကျွန်တော် live check ကနေပြောပြီးတော့ Facebook agent ကိုယ်တိုင်ကိုတွားမေးကြည့်လိုက်တဲ့အခါမှာသူတို့ကလည်းဒီ AI system ကလောက်တာမှန်ပြီးမဲ့သူတို့ဘက်ကဖြေရှင်းပြီးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီပြဿနာကတော်တော်များများကကြုံတွေ့နေရတာဖြစ်တဲ့အတွက်ကြောင့်အကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းကပါလဲဆိုလို့ရှိရင်ကိုပိုင်ဗီဒီယိုကိုပိုင်ဓာတ်ပုံကိုပိုင်စာတွေကိုပုံမှန်တင်ပြီးတော့ engagement များရအောင်စူးစမ်းပါလို့သူကမနေ့ကျွန်တော်ပြောသွားတယ်ဆိုတော့ကျွန်တော်ကဒီလိုမျိုးပြဿနာတွေကြုံတွေ့နေရပြီဆိုလို့ရှိရင်အကောင်းဆုံးဖြေရှင်းဖို့နည်းလမ်းကတော့ကိုယ်တိုင်ဖန်တီးထားတဲ့ဗီဒီယိုဓာတ်ပုံတွေကိုတင်ပြီးတော့ engagement like comment share တွေကိုထပ်ရှာရမှာဖြစ်ပါတယ်အဲ့ဒါကအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကြုံတွေ့နေရတဲ့တူတွေရှိရင်လည်းအားလုံးစိတ်ဓာတ်မကြပါနဲ့ဗီဒီယိုတွေလည်းမဖြတ်ပါနဲ့ကိုယ်တိုင်ဖန်တီးထားတဲ့ဟာဆိုလို့ရှိရင်တော့100%safe ဖြစ်ပါတယ်နော်